ဆိုတော့ဒီ view ကတော့ဒီ group ထဲကလူတွေတော့ပဲဖြစ်ပါတယ်အထူး special view လေးဖြစ်ပါတယ်ဘဒူးမှလည်းရှောက်မဖို့ပါနဲ့เนาะ okay ကြည့်ပြီးလို့ရှိရင်တော့ save ထားရှင်တော့ save ထားလိုက် TikTok ပေါ်လည်းမတင်နဲ့ YouTube ပေါ်မှာလည်းမတင်ပါနဲ့ကျွန်တော်တောင်းဆိုပြစီခင်ဗျာပထမဆုံးကျွန်တော်ပြောချင်တာကတော့ကျွန်တော် edit ပေးထားတဲ့ video တွေအားလုံးကိုကျွန်တော်နေပြီးတော့မှကြည့်စုအများကြီးမှအများကြီးသိရှိပါတယ်ပေါ့နော်အဲ့ထဲမှာဆိုရင်လည်း live review တွေအများကြီးမှအများကြီးရခဲ့တဲ့သူတွေရှိရပေါ့နော်အဲ့ဒီ edit ထားတဲ့ video တွေထဲမှာဆိုရင်တော့ဖြစ်ပေါ့နော် editor တွေတော်တော်များများတော့ဒီ group ထဲမှာရှိနေလိမ့်မယ်လို့ကျွန်တော်ထင်လို့ပဲဖြစ်ပါတယ်ခင်ဗျာစားပြန်လာနေနောက်ကျတဲ့ပြဿနာပါ okay ဆိုတော့ကျွန်တော်ကဗျာအလုံးလေးရှိရယ်ကြောက်လက်တက်ရတယ်ပြီးကြတော့ဒီကိစ္စအဝဝကိုဗျာတောက်ဝန်းအများကြီးကိုမှကျွန်တော်တယောက်ထဲလုံးနေရတာဗျာအဲ့တော့24နာရီရှိတဲ့ထဲမှာတိတ်မအားနေပါဘူးပြီးကြတော့အဲ့ချိန်ကလေကျွန်တော်ပုံမှန်အိတ်တယ်ဆိုတော့အဲ့ဒီမှာတစ်ခါလေကျတော့လေပုံမှန်မအိတ်တဲ့ညတွေတောင်ရှိတယ်ညလုံးဝမအိတ်တဲ့နေ့တွေတောင်ရှိပါတယ်အဲ့ဒါကြောင့်မလို့တစ်ခါလေကျတော့သူကဖျားခြင်းလို့ဖြစ်ပါတယ်အဲ့တော့ဘယ်လောက်ထိများတယ်ဆိုတော့တွေးကြည့်အောင်နေတင်တိကောင်တိနိုင်ပါပါခင်ဗျာဆိုတော့နောက်တစ်ခုကတော့လကွန်တောင်းဆိုချင်တာပါလဲဆိုတော့သူများတွေကိုတော်ပြီးတော့မဆဲကြပါနဲ့ခင်ဗျာဥမာထားပါတော့ဗျာလကွန်ရဲ့ပုံနဲ့ရှောက်လောက်ထားတယ်ပဲထားအခြားတစ်ယောက်နဲ့ ship တဲ့ပိုင်းညာအမျိုးလုံးတယ်ပဲထားရှောက်ပြီးတော့မှမလုံးကြပါနဲ့ရှောက်ပြီးတော့မှဆဲကြပါနဲ့ခင်ဗျာအဲ့ဒီဂျာတဲ့နေပြီးတော့မှလကွန် fan တွေကကွာဆဲတဲ့ပိုင်းညာဖြစ်နေအောင်မှကျွန်တော်စိုးရိမ်လို့ပဲဖြစ်ပါပြီဆိုတော့ပြောချင်တာကတော့ရှောက်မဆဲကြပါနဲ့ပေါ့နော်ဆိုတော့ be positive ကကြည့်ရမှာလုံးဝ be positive okayနောက်ပိုင်းမှာဆိုရင်လည်း fan group တီးတက်ဆိုရင်တော့လောကွန်လုံးပေးဖို့ရှိပါတယ်အဲ့ဒီ group ထဲမှာဆိုရင်လည်းဒီထဲမှာရှိတဲ့လူတွေအားလုံးကိုဗျာအထူးကြီးတဲ့ role လည်းပေးတော့ဖို့ရှိပါရဲ့ခင်ဗျာဆိုတော့အားလုံးပဲကျွန်တော်ကလို့စာမပြန်ဖြစ်ကြလို့ရှိရင်တော့စာတွေကိုစက်တိုက်ပို့လို့ရမှာဖြစ်ပါရတယ်စက်တိုက်ပို့ကိစ္စမရှိဘူးစာပြန်အားလို့ရှိရင်တော့ပြန်ပေးတော့မှာဖြစ်ပါရဲ့ခင်ဗျာဆိုတော့အားလုံးပဲဒီလောက်ပဲခင်ဗျာ